လူတွေကကိုဘွားမှာကိုမဘလို့အားသာချက်တွေရှိလဲကိုမဘလို့အားနေချက်တွေရှိလဲလို့မေးကြည့်လိုက်တဲ့အခါမှာကိုရဲ့အားသာချက်တွေကိုလည်းကိုသိကြသလိုကိုမဘလို့အားနေချက်တွေရှိလဲကိုပြုပြင်တည်ဆောက်ရမယ့်အရာတွေကဘာတွေရှိမလဲဆိုတဲ့ဟာတွေကိုလည်းကောင်းသိကြတယ်ဒါပေမဲ့ဒီနေရာမှာပြဿနာကဘာလဲလို့ပြောမယ်ဆိုရင်ကိုမှရှိနေတဲ့ဒီမကောင်းတဲ့အမှုချင်းဒီမကောင်းတဲ့စိတ်နေစိတ်ထားဒီမကောင်းတဲ့ဒီအရာအားနည်းချက်ကိုတော့ဘယ်လိုမျိုးပြုပြင်ရမလဲအရန်ခက်ခဲတယ်ပြုပြင်နိုင်ဖို့ဆိုတဲ့ဟာကတော်တော်များများအလားကိုမေးလာကြတဲ့မိခွန်းတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဥမာထားလိုက်ပါတော့လူတယောက်ကညညကိုအဲ့ရစောစောဝင်ခြင်းနဲ့အလေးချင်းမနဲ့ဆိုရင်စောစောနိုးခြင်းနဲ့အလေးချင်းတစ်ခုကိုလှုပ်ခြင်းနဲ့ဒါပေမဲ့ဒီအရာကိုလက်တွေ့မှာလှုပ်ဆောင်ဖို့အရန်ခက်ခဲတယ်အဲ့ဒီအရာတွေကိုဘယ်လိုလှုပ်ဆောင်ရမလဲဒါမှမဟုတ်ရင်ဒီလူတစ်ယောက်ကအရေးဖြတ်ခြင်းတယ်ဒါပေမဲ့အရေးကိုကြိုးစားပြီးတော့လည်းဖြတ်တယ်သူ့လိုညာလည်းပဲအပေါင်းတင်းရနဲ့တွေ့တဲ့အခါကျရင်ပြန်ပြီးတော့တောက်ချင်လာတယ်ပြန်တောက်မိသွားတယ်ဒီလိုလှုပ်ရင်လည်းတန်တရားတွေလဲပြီးတော့ကိုအရေးဖြတ်မယ်ဆိုတဲ့အလုပ်ကမဖြစ်တော့ကိုမနဲ့စောစောညစောစောအိပ်ပြီးမနဲ့စောစောအဲ့ရထားမယ်ဆိုတဲ့အလေးချင်းကမဖြစ်လာတော့ဘူးပေါ့နော်ဆိုတော့ဒီနေရာမှာအလေးချင်းတစ်ခုကိုဘယ်လိုပြုပြင်ပြောင်းလဲတည်ဆောက်မလဲအမှုချင်းတစ်ခုကိုဘယ်လိုပြုပြင်ပြောင်းလဲတည်ဆောက်မလဲစိတ်နေစိတ်ထားတစ်ခုကိုဘယ်လိုပြုပြင်ပြောင်းလဲတည်ဆောက်မလဲလို့ပြောမယ်ဆိုရင်လူတွေတော်တော်များများကတွေးကြတယ်ပေါ့နော်အမှုချင်းတစ်ခုကိုပြုပြင်ပြောင်းလဲတည်ဆောက်ခြင်းနဲ့စိတ်နေစိတ်ထားတစ်ခုကိုအကောင့်ဖက်ပို့ပြီးတော့ကောင်းတဲ့လူတစ်ယောက်ဖြစ်တွေးခေါ်တတ်တဲ့လူပြုပြင်အဲ့ဒီအကောင့်ဖက်ကိုတွေးခေါ်တတ်တဲ့စိတ်နေစိတ်ထားနဲ့အတွေးခေါ်ကောင်းတွေရှိခြင်းတယ်လို့ပြောမယ်ဆိုရင်လူတွေတော်တော်များများစဉ်းစားပြီးတော့လုပ်ဖြစ်ကြတဲ့အရာတစ်ခုကဒီအမှုကျင့်ကိုဓာတ်ရိုက်တာပြင်ဖို့ကိုကြိုးစားကြတာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့မှာအမှုအကျင့်ကိုတွားပြီးတော့ဓာတ်ရိုက်ပြုပြင်လို့မရပါဘူးအလားတူကဘာကိုတွားပြီးတော့ပြင်ရမလဲလို့ပြောမယ်ဆိုရင်ကိုလက်ခံထားတဲ့self identity ပေါ့နော်ကိုတမထားတဲ့ကိုဘလူလူလဲဆိုတဲ့ဟာကိုတွားပြင်ရမှာပဲဖြစ်တယ်အဲ့တော့လူတယောက်မှာ body mind and spirit လို့ပြောတဲ့ကိုစိတ်နှလုံး၃ပါးရှိပါတယ်အဲ့တော့အဲ့ဒီကိုစိတ်နှလုံး၃ပါးမှာအလားတူတွားပြီးတော့ပြင်ရမှာက spirit level မှာရှိနေတဲ့အလားတို့ရဲ့ value လို့ပြောတဲ့တန်ဖိုးနဲ့ belief လို့ပြောတဲ့ယုံကြည်ချက်ကိုတွားပြီးတော့ပြုပြင်ရတာဖြစ်ပါတယ်အလားတို့ပြုပြင်ခြင်းတဲ့အရာတစ်ခုပေါ်မှာအလားတို့ထားတဲ့စံတန်ဖိုးတွေအလားတို့ထားတဲ့ယုံကြည်ချက်တွေခိုင်မာလာတဲ့အခါကျရင် spirit level မှာအလားတို့တည်ဆောက်ခြင်းတဲ့အမှုကျင့်တစ်ခုပြုပြင်ခြင်းတဲ့စိတ်နေစိတ်ထားတစ်ခုနဲ့ပတ်သက်တဲ့ဒီတန်ဖိုးစုပ်ကိုင်မှုတွေbelief ဆိုတဲ့ယုံကြည်မှုတွေအားကောင်းလာတဲ့အခါမှာအလားတို့ရဲ့ mind level မှာရှိတဲ့ thinking အလားတို့ရဲ့အတွေးခေါ်တဲ့ emotion လို့ပြောတဲ့အလားတို့ရဲ့စိတ်ခံစားချက်တွေကပြောင်းလဲလာပြီးတော့ body level မှာ behavior နဲ့ reserve အနေနဲ့ပေါ်လာတာပဲဖြစ်ပါတယ်အမှုအကျင့်နဲ့ရလအနေနဲ့ပေါ်လာတာပဲဖြစ်ပါတယ်ဥပမာပေါ့ကိုကအရန်ဒေါတာကြီးတဲ့လူတစ်ယောက်ဖြစ်တယ်ဒီဒေါတာကြီးတဲ့ကိုရဲ့စိတ်နေစိတ်ထားနဲ့အမှုချင်းကိုကပြုပြင်ပြောင်းလဲခြင်းတယ်ဆိုရင်တော့အဲ့ဒီဒေါတာကြီးတာနဲ့ပတ်သက်ပြီးတော့ကိုစုပ်ကင်ခြင်းတဲ့တန်ဖိုးကဘာလဲပေါ့အမအရင်တော့ကဆိုအလားအရန်ဒေါတာကြီးတဲ့လူတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာဒီဒေါတာကြီးတဲ့စိတ်ကိုရှော့နိုင်ဖို့အတွက်ပြုပြင်နိုင်ဖို့အတွက်ကိုအများကြီးစူးစမ်းဖြစ်လာတဲ့ဟာရှိတယ်အဲ့ဒီလိုစူးစမ်းတဲ့နေရာမှာအလားရဲ့ spirit level မှာအလားဘာကိုတန်ဖိုးထားတယ်လဲလို့ပြောမယ်ဆိုရင် inner peace အတွင်းစိတ်ရဲ့ငြိမ်းချမ်းရေးကိုအလားကတန်ဖိုးထားတယ်အဲ့ဒီအတွင်းစိတ်ရဲ့ငြိမ်းချမ်းရေးကိုစုပ်ကင်ထားတဲ့ဒီတန်ဖိုးတစ်ခုကိုစုပ်ကင်ထားတဲ့နဲ့အများအလားကဘယ်လိုယုံကြည်ချက်ရှိတယ်လဲလို့ပြောမယ်ဆိုရင်ငါဒီဒေါတာကိုရှော့နိုင်တယ်ဆိုရင်တော့ဒီဒေါတာကိုငါရဲ့နေ့ရက်တိုင်းမှာငါထိန်းနိုင်တယ်ရှော့နိုင်တယ်ဆိုရင်တော့စိတ်ရဲ့ငြိမ်ချမ်းမှုတွေကိုငါတေချာရမှာပဲတေချာပေါင်းငါခံစားရမှာပဲဆိုတဲ့ belief ဆိုတဲ့ဒီယုံကြည်ချက်ကပြင်းထန်တယ်ဒီယုံကြည်ချက်တွေနဲ့တန်ဖိုးထားမှုတွေစောက်ကံမှုတွေကပြင်းထန်လာတဲ့အခါမှာအလားရဲ့ဒီ thinking ကလည်းစပြီးတော့ပြောင်းလာတယ်အလားရဲ့အတွေးတွေကစပြီးတော့ပြောင်းလာတယ်ဟုတ်တယ်အဲ့လိုဆိုရင်တော့ဒေါတာထွက်ကြအကြောင်းအရာတွေနဲ့ကြုံတွေ့ရတဲ့ခါကျရင်ငါစိတ်ကိုငါဘယ်လိုကင်တွယ်ရမလဲငါစိတ်ကိုငါဘယ်လိုစီမံရမလဲဆိုတဲ့ဒီ emotion တွေ thinking pattern တွေပြောင်းလာတဲ့နဲ့အများတကယ်ပဲဒေါတာထွက်ကြတခုခုတွေကြုံတွေ့ရတဲ့ရင်ဆိုင်ရတဲ့အခါကျရင်ချက်ချင်းတုတ်ပြန်မယ်ဆိုတဲ့ဟာမျိုးတဲ့လူကနဲ့ဒေါတာထွက်မယ်ဆိုတဲ့ဟာမျိုးတဲ့ငါဒေါတာထွက်လိုက်ရင်ငါလိုချင်တဲ့အသွင်စိတ်ငြိမ်ချမ်းမှုကိုတော့ဘရထိခိုက်နိုင်တယ်ငါတံမိုးထားတဲ့အရာကိုတော့ဘရထိခိုက်နိုင်တယ်ဆိုတဲ့ဒီမတိစိတ်ကကိုပေးလိုက်တဲ့ဒီအတိတရားက
ဒီဒေါသကိုထိန်းနိုင်ဖို့အတွက်အများကြီးအထောက်အကူဖြစ်သွားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အလားတို့ဘဝမှာအလေးချင်းကောင်တစ်ခုကိုတည်ဆောက်ချင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မကောင်းတဲ့စိတ်နေစိတ်ဓာတ်တစ်ခုကိုပြုပြင်ပြောင်းလဲလိုက်ချင်တဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်အလားတို့ရဲ့ behavior mind level မှာပဲတွားပြင်လို့မရပါဘူးကိုယ်မှရှိနေတဲ့ဒီအမူအကျင့်ကိုပဲ direct တွားပြီးတော့ပြုပြင်လိုက်လို့မရပါဘူးဒီ direct တွားပြီးတော့ပြုပြင်တဲ့အခါမှာလူတွေရဲ့စိတ်ကအမြဲတမ်းအချိန်တိုင်းနိုင်တိုင်းစက္ကန့်တိုင်းကအမြဲတမ်းအခြေအနေအရကြောင့်အမြဲတမ်းပြောင်းလဲနေပါတယ်အခုတွေးလိုက်တဲ့အခြေအနေတစ်ခုပေါ်မှာဖြစ်သွားတဲ့စိတ်ကတစ်မျိုးခဏနေကြရင်ပြောင်းသွားတာနောက်ထပ်ပုံစံတစ်မျိုးထပ်ပြောင်းသွားနိုင်ပါတယ်အဲ့တော့အလားတို့တစ်ခုခုကိုပြုပြင်ပြောင်းလဲတော့မယ်ဆိုအလားတို့ရဲ့ spirit level မှာရှိတဲ့ဟိုအတွင်းထဲမှာရှိနေတဲ့ကိုတကယ်တန်ဖိုးထားတဲ့အရာကပါလဲဒီတန်ဖိုးထားမှုအပေါ်မှာကိုယုံကြည်တဲ့ယုံကြည်ချက်ကပါလဲကိုစုပ်ကန်ခြင်းတဲ့ယုံကြည်ချက်ကပါလဲဆိုတဲ့ဟာတွေကိုခိုင်မာရအောင်တော့တည်ဆောက်ရမှာပဲအဲ့ဒါကိုလည်း self identity လို့ပြောတယ်ပေါ့နော်ကိုရဲ့ဒီ self identity ကိုခိုင်မာတော့ပြီးတော့တည်ဆောက်ပေးနိုင်တဲ့အခါကျရင်ကိုရဲ့ emotion တွေကိုရဲ့ thinking တွေကစပြီးတော့ပြောင်းလဲလာမှာပဲဖြစ်တယ်ကိုရဲ့အသွေးတွေခံစားချက်တွေစပြီးတော့ပြောင်းလဲလာတယ်နဲ့အများကိုရဲ့လှုပ်ဆောင်ချက်တွေလည်းပြောင်းလဲလာတယ်ဒီအရာတွေကိုပုံမှန်လုပ်တော့မှဆိုတာကအလေးချင်းတစ်ခုကိုအလေးချင်းကောင်တစ်ခုကိုပြောင်းလဲတည်ဆောက်လိုက်နိုင်တယ်လို့အဲ့ဒါတို့ပြောတာပေါ့နော်ကြောင့်မလို့အခုကြည့်နေတဲ့လူတွေကကိုတကယ်ပဲပြုပြင်ပြောင်းလဲလိုက်ခြင်းနဲ့မကောင်းတဲ့အမှုချင်းမကောင်းတဲ့ mindset စိတ်နေစိတ်ထားဆိုပါရှိမလဲကိုအဲ့ဒီအရာကိုအရင်တော့ကစူးစမ်းခဲ့ဖို့လားကိုအဲ့လိုစူးစမ်းတဲ့အခါမှာဘယ်လိုမျိုးအတွေ့အကြုံလေးတွေရှိခဲ့ဖို့လဲအောက်ကခေါင်းမှန်မှာမျှဝေသွားလို့ရတယ်